ဒီကနေ့ခမားတို့ကျွန်တော်တို့ရဲ့အကိုတွေမောင်တွေညီတွေလူကုန်ကူးခံရပြီးတော့စစ်တပ်ရဲ့ရောင်းစားခံရတဲ့အဖြစ်တွေဖြစ်နေတယ်မလားအဲ့ဒါစစ်အာဏာရှင်စစ်တယ်မိဘပြည်သူပေါင်းတို့ခင်ဗျာမင်္ဂလာပါຫນွေဦးတော်လန်ရေးရဲ့နောက်ဆုံးရမြေပြင်သတင်းတွေ PDF တော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့တိုင်းရင်းသားပေါင်းစုံတော်လန်ရေးအဖွဲ့တွေရဲ့ထူးခြားဖြစ်စဉ်တွေကိုတိုက်ရိုက်တင်ဆက်ပေးမယ်ကျွန်တော်တို့ပြည်သူအတန်ဝိုင်းတော်သားများကနေယူသည်လေးစားစွာနှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျာဒီနေ့မှာတော့ဘလို့ထူးခြားတဲ့သတင်းချက်လက်တွေရှိမလဲဆိုတာဆက်လက်ရှုစားပေးပါအောင်ဗျာမြင်းကြံမလိုင်တောင်သာနထိုးကြီးတစ်ခွင်မှာဖက်စစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်မှုတွေကြောင့်အရာနဲ့ကြီးစစ်ကြောင်းဟာအလဲလဲအကွဲကွဲနဲ့တက်လန့်ပြေးခဲ့ရပါတယ်မင်းအောင်လိုင်လာအိုကိုသွားနေပါတယ်တရုတ်ကိုသွားခဲ့ပါတယ်အိန္ဒိယကိုသွားခဲ့ပါတယ်ဘာကြောင့်သွားတာထင်ပါတယ်မောင်တော်မှာအကြမ်းဖက်စစ်တပ်ကဘုံကျဲချတဲ့နေရာဟာအာရခတ်တပ်တော်အရေးစစ်တုံးပန်းနေထားတဲ့နေရာဖြစ်နေတဲ့အတွက်ကိုလူကိုတက်မိတဲ့စစ်တပ်ရဲ့မောင်တော်ဘုံကျဲချတဲ့ဖြစ်စဉ်အပါဝင်မြောက်ဝတီမှာပေါ်တာတွေဆွဲပြီးမြန်မာနိုင်ငံဒေသတဝမ်းမှာမိခင်တွေရဲ့ငိုတန်တွေဇနီးတွေရဲ့ငိုတန်တွေနဲ့အတူမျက်ရည်တန်တွေနဲ့ဒီလုံးချိန်ပြီးအောင်ကဲ့သို့ဖြစ်နေတဲ့အခြေအနေတွေကိုတုံးသက်တင်ဆက်သွားမှာဖြစ်တော့ဘူးဒါပြင်ရေတာရှည်မှာလဲအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတင့်ကားတွေပါအသုံးပြုပြီးကြီးနဲ့လေပူပေါင်းထိုးစစ်ဆင်နေတယ်လို့ကျွန်တော်တို့သိရပါတယ်စစ်တောင်းမြေအရှိဘက်ကန်းကစွာမာကြီးတက်စခန်းတော်လိုင်းတက်တွေသိမ့်ပိုက်လိုက်ပြီးနောက်ဇွန်လတစ်လလုံးနှီးပါးနေစဉ်တိုက်ပွဲတွေဖြစ်နေတယ်လေကြောင်းတွေသုံးတယ် drone တွေသုံးတယ်87မမနဲ့အနောက်ဘက်ကန်းကိုလှမ်းပစ်တယ်120မမဟော်ဝီဇာတွေသုံးတယ်တင်ကားတွေနဲ့လည်းပစ်တယ်ပြင်းထန်တဲ့တိုက်ပွဲတွေရှိနေတယ်လို့ရေတာရှိအရှိဘက်ကန်းနောက်ဘက်ကန်းတကြောမှာပြင်းထန်တဲ့တိုက်ပွဲတွေစစ်တောင်းမြေဝမ်းတလျှောက်စစ်တပ်ရဲ့ပင်မအထိုင်စခန်းကြီး၄ခုနေရာ10ဦးတည်းမနဲ့တက်ဆွဲထားပါတယ်အဲ့ဒီအပေါက်ဟာနေပြည်တော်ပေါက်ဖြစ်ပါတယ်19ဇူလိုင်ရောက်တော့မယ်7ဇူလိုင်ရောက်တော့မယ်7ဇူလိုင်ဆိုတာအကြောင်းသားသမဂ္ဂအစောက်ဦးဘုံခွဲခံရတဲ့နေ့ကွန်ဆန်တို့ကိုနုဥရာရှစ်တို့သမဂ္ဂဥဆောင်လူငယ်တွေထိုင်ခဲ့တဲ့လွတ်လပ်ရေးဆောင်ရွက်ခဲ့တဲ့ကျောင်းသားသမဂ္ဂတမိုင်းဝင်အစောက်ဦးကြီးကိုဦးနေဝင်းကဘုံခွဲခဲ့ပါတယ်ဇူလိုင်လ9ရက်နေ့ပါ7ဇူလိုင်နောက်တစ်ခုက19ဇူလိုင်ပေါ့ဘိုးကျောင်းဆံမွေးနေ့တနိုင်ငံလုံးကရုပ်ထုတွေတော့19ဇူလိုင်မတိုင်ခင်ဖြိုချရမယ်ဆိုတဲ့ညွှန်ကြားချက်ထွက်ပေါ်လာပါတယ်မနေ့ကတာဂီတာမှာကျောင်းသားသမဂ္ဂဥက္ကဋ္ဌကိုအောင်ဆန်းပုံရုပ်ထုဖြိုချလိုက်ပါတယ်ကံတော်မင်္ဂလာပန်းချန်လာဟိုတနေ့ကတော့တောင်ကလာမှာဟိုတနေ့ကအစရှိတဲ့မဟာပြည်ဒေသတဝမ်းလုံးကဘိုးကျောင်းဆန်းရုပ်ထုတွေကိုဇူလိုင်19မတိုင်ခင်ဖြိုချကြဖို့စစ်အုပ်စုကညွှန်ကြားလိုက်ပါတယ်ရုပ်ထုကသာဖြိုချလို့ရရင်ရမှာပေါ့ဗျာနှလုံးသားတွေကဘိုးကျုပ်ကိုလေးစားတန်ဖိုးထားတဲ့စိတ်ကတော့စစ်အုပ်စုဘာလို့မရနိုင်ပါဘူးဒါကအကျေချက်ပြီးတော့ပြောစရာမလိုဘူးအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အငုံစိတ်ဟာတနေ့တခြားပေါ်လွင်လာနေပါတယ်ဦးနေဝင်းကဲ့သို့အချိုးချိုးပြီးဒီအချိုးမှာဒီပစိုးဝစ်လာတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်အကြောင်းတွေဒုတိယပိုင်းမှာပြောမယ်လာအိုကိုပါသွားလောက်တာလေတရုတ်ကိုပါသွားလောက်တာလေအိန္ဒိယကိုပါသွားလောက်တာလေဒါတွေကိုသုံးသက်တင်ပြမှုရှိပထမပိုင်းမှာတော့စစ်သတင်းနေနဲ့စားလိုက်ကြရအောင်တော်လိုင်းရင်အောင်မွဲသတင်းနေနဲ့အတူဒီညကိုစတင်ဖွင့်လှစ်ပါမယ်ငင်းချံမကြခင်ကမှ PLA နဲ့ပြဿနာတစုံတရာဖြစ်ပွားခဲ့တဲ့ငင်းချံခရိုင်မလိုင်အင်ကြီးတောရွာကိုစစ်ကြောင်းထိုးလာတဲ့ရဲတပ်ရင်းရှစ်ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထိန်ပါတဲ့အင်အား130ကိုဖျက်တိုက်ပါတယ်အဲ့တော့စစ်ကောင်စီဘက်ကလော်ဘီတွေတင်တဲ့သတင်းထဲမှာပါလဲဆိုတော့2ရက်9လ2026 10နာရီ23မိနစ်မှာတဲ့မလိုင်တရကန်မြောက်ရွာကထက်လာတဲ့ရဲစစ်ကြောင်းကိုရွှေဖားဝိဖျားเจ้าကနေစောင့်ပြီးနရိုးကြီးစိုးအောင်ဦးစီးတဲ့ PDF တွေအား200ခန့်
ကန်တာကား4စီးစိုက်ကဲ9စီးနဲ့စောင့်ပြီးချောင်းပစ်ခဲ့တယ်တဲ့ရဲစစ်ကြောင်းမသားပေါ်တာတွေရှိ drone တွေကို PDF တွေရသွားရွှေဖောက်ဝေဖျားကြောင်းဟာတဲ့2025ခုနှစ်ကလည်းရဲစစ်ကြောင်းကိုခြုံကိုတိုက်ခိုက်ခံရဘူးတဲ့နေရာလို့စစ်ကောင်စီ lobby တွေကဒီသတင်းကိုတင်ပါတယ်ဒါကကျွန်တော်တို့သိရှိရတဲ့စစ်တပ်ဘက်ကသတင်းပေါ့ဗျာတစ်ဖက်မှာ PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတဲ့ page ကတင်တဲ့သတင်းကဒူရဲမှုကြီးဇုံဝင်းထိန်ဦးစီးတဲ့အင်အား130ပါစစ်ကြောင်းမန္တလေးတိုင်းစစ်ဌာနမြင်းညံခရိုင်စစ်ဌာနကိုကဲမှုပြည့်မြင်းညံခရိုင်စစ်ဌာနတရင်များမိထီလာခရိုင်အမှတ်2တရင်မြင်းညံပကဖနဒိုးကြီးပကဖမလိုင်ပကဖတီတီပျောက်ကြားတို့ဝင်တိုက်ပါတယ်ဝင်တိုက်တဲ့အချိန်မှာတရကန်ရွာပေါ့ဗျာရွှေဖောက်ဝေဖျားကြောင်းလို့အကြမ်းမြင့်သိတဲ့နေရာပေါ့တရင်ရရှိထားပြီးစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ရွှေဖောက်ဝေဖျားကြောင်းနေရာမှာအသင်စောင့်ကြိုကင်းပုံဝေပြီးတိတ်ဆိတ်စောင့်နေတဲ့အချိန်မှာဘူမတိကိုမတိနဲ့ရဲတွေစစ်ကြောင်းချီလာပါတယ်အင်အား130ပါပါတယ်ဘုံသူလက်ပြစောင့်ကြိုပြစ်ခတ်တိုက်ခိုက်တဲ့အချိန်မှာပဲဖစစ်တပ်က MI35 ရဟတ်ရင်2စီးနဲ့အနီးကပြစ်ကူပေးပါတယ်ဒါပေမဲ့ငင်းကြံသားတွေနထိုးဤသားတွေစိုးအောင်တို့မိုက်ခဲတို့လူငယ်ကောင်းဆောင်တွေတော်ပါတယ်ပြက်ပြက်တာတာပြင်းပြင်းထန်ထန်ရဲရဲရင်ဒရဇက်ဖိတိုက်တာစစ်တုံးမှာ10ဦးအရှင်ရပါတယ်မျက်မြင်ကတော့2ဦးသေးတယ်လက်နဲ့စိန်ပြောင်း20ရတယ်ဒရုန်းတွေရတယ်လို့သတင်းထုတ်ပြန်တာပါတယ်အဲ့တော့ဇူလိုင်လ2ရက်နေ့ညနေ9:00နာရီမှာညောင်ဦးလေကတက်လာတဲ့ဂျိုင်ယိုဂရပရာ2စီးနဲ့လည်းနထိုးကြီးရဲ့အိုးပုံတောရွာကိုဘုံဒီ4လုံးကျဲချလိုက်ပြီးတော့ဇူလိုင်လ2ရက်နေ့6:45မှာတရာဦးလေကတက်လာတဲ့ဂျက်ဖိုက်တာ2စီးတစီးအိုးပုံတောရွာကို2ကြိမ်ကျဲတယ်နောက်ထပ်ဂျက်ဖိုက်တာ2စီးနဲ့အိုးပုံတောရွာကိုနောက်ထပ်2ကြိမ်တက်ကျဲတယ်နောက်တဲ့ဇူလိုင်လ2ရက်နေ့10နာရီမှာညနေပြည်တော်လေထဲမှာတက်လာတဲ့ Jet Fighter တစီတောင်တာမြို့နယ်လဲမကူးရွာတို့လေကြောင်းတိုက်ပြောချင်တာကဒီရဲစစ်တောင်းကိုဖျက်တိုက်လိုက်တော့အထိနာတဲ့အတွက်ဇူလိုင်လ2ရက်နေ့တရက်ထဲမှာကိုနထိုးကြီးနဲ့တောင်တာမြို့နယ်တွေမှာ Geography Jet Fighter တွေနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုလုပ်တဲ့အပြင်ကို MI35 ရဟတ်ရင်နှာစီးနဲ့အနီးကပြစ်ကူပေးခဲ့တယ်ဒါပေမဲ့စစ်ရှုံးပါတယ်ဒါလန်လက်နဲ့ဘလို့ထက်ပြည်သူထောက်ခံမှုမရရင်တော့ဒါသာလွဲကျွေလှန်လဲခွေအံ့ဆိုတဲ့စကားလိုပဲအကြမ်းဖက်စစ်တပ်ဟာလေကြောင်းဘုံကျဲမှုနဲ့လေကြောင်းကြာစမှုသာမရှိရင်မြေပြင်မှာလဲအကွဲအပြူဖြစ်နေတဲ့သတင်းတွေကိုတော့ထူးထူးခြားခြားကျွန်တော်ရှင်းပြမနေလေဒါရှေ့ဘက်ဒီတောင်ကူနေပြီးတော့ဒီတန်းဝင်လို့ရတဲ့အပေါက်ဖြစ်တဲ့အတွက်အကြမ်းဖက်စစ်တပ်ဟာပြင်းပြတဲ့ပိတ်ဆို့ထားနေပါတယ်။ဆော်မာဂျီစကန်တော်လိုင်းတက်တွေသိမ့်ပိုက်ပြီးတဲ့နောက်ပိုင်းတင်ကားတရင်ကဘုံမှုကြော်လင်းအောင်အပါဝင်စစ်တပ်က20ကျော်သေဆုံးပြီးတဲ့နောက်ပိုင်းမှာဒီအပေါက်ကိုအသာကုန်ပိတ်နေတယ်လို့ကျွန်တော်တို့သိရပါတယ်။စစ်တောင်းမြေအရှိတ်ကန်တခွင်နဲ့မကွေးတိုင်းအောင်လန်တောင်ကြီးနတ်မောက်အလဲရိုးမတခွင်မှာလဲပြင်းထန်တဲ့တိုက်ပွဲတွေပဲခူးတိုင်းစွာရည်တာရှိတကြောလုံးမြမပြည်အလဲပိုင်းမြမပြည်အထက်ပိုင်းရခိုင်ကမ်းရိုးတဲ့နဲ့ကချင်ပြည်နယ်ချင်းပြည်နယ်တွေမှာပြင်းထန်တဲ့တိုက်ပွဲတွေတော်လန်ထိုးစစ်တွေဒီကနေ့ရှိနေပါတယ်စစ်တပ်ဟာလက်ရှိအချိန်မှာဗရောက်ကုန်းနကြက်အင်ကြီးပေါက်ကျေးရွာတွေကိုမီးရှို့တယ်လေချောင်းတိုက်တာကြောင့်ကျေးရွာ10ရွာဒေသခံ2000လောက်ဖတ်ပြေးနေရတယ်ရေဒါရှေကစစ်ဘေးရှောင်တွေအခြေအနေတွေကတော့ဗရောက်ကုန်းအိုးမြေတို့စီပိုင်းရှမ်းရွာလေးနဲ့ကျွန်းကုန်းအင်ကြီးပေါက်ခင်တန်းရွာတောင်ကုန်းအင်းကြာအင်းဒေသခံတွေအဲ့ဒီရွာကဒေသခံတွေစစ်ရှောင်နေရတယ်ဆိုတော့ဒီနေ့ဒီအချိန်မှာအခြေအနေအလုံးကိုကျွန်တော်တို့ချုပ်ပြီးကြည့်ရအောင်နော်ဒီစစ်ပွဲသတင်းနဲ့ပတ်သက်တဲ့အခြေအနေအလုံးကိုချုပ်ပြီးကြည့်ရအောင်
ဒါလေးမချုပ်ခင်မှာမောင်းတော်ကိစ္စပြောချင်တယ်မောင်းတော်မှာဇူလိုင်လ2ရက်နေ့ညနေ3နာရီမှာဖက်စစ်တပ်ကဘုံကျဲတယ်ကြိမ်ချောင်းရွာကိုကျဲတယ်ကြိမ်ချောင်းရွာကိုစုစုပေါင်းဘုံလုံးကြီး33လုံးကျဲခဲ့တာဖြစ်ပါတယ်ရခိုင်ပြည်နယ်မောင်းတော်မြို့နယ်ကြိမ်ချောင်းကျေးရွာမှာအဲ့ဒီသူဘုံကျဲတဲ့နေရာမှာဘာရှိလဲစစ်တုံးမှန်အချင်းတောင်ရှိပါတယ်ဇွန်လ2ရက်နေ့ညနေ3နာရီဂျက်ဖိုက်တာ2စီးနဲ့ပေါင်906လုံးကျဲပါတယ်ညနေ3နာရီ18မိနစ်မှာ3နာရီ32မိနစ်အထိဝိုင်တွဲလေရင်နဲ့ဘုံအလုံးကြီး28လုံးကျဲပါတယ်အဲရခိုင်ပြည်နယ်မောင်းတော်မြို့နယ်ကြိမ်ချောင်းရွာမှာဘုံလုံးကြီး33လုံးကျဲချခဲ့တဲ့နေရာဟာဖက်စစ်တပ်ကဖမ်းဆီးရမိထားတဲ့စစ်တုံးမှန်းနေထားတဲ့အကျဉ်းတော်ရှိတဲ့နေရာဖြစ်နေခဲ့ပါတယ်အဲ့ဒီအတွက်မာလာဖက်စစ်တပ်ကစစ်တီတပ်ဖွဲ့အရာရှိတွေသေဆုံးခဲ့ရတယ်လို့ကျွန်တော်တို့သိရတယ်သေဆုံးမှုမှာစစ်တုံးမှန်းဘူကြီးတယောက်ပါဝင်စစ်တုံးမှန်း4ယောက်သေဆုံးခဲ့ပါတယ်စစ်တုံးမှန်စကားတွေကိုဘုံကျဲတက်ဖြတ်ပြီးကိုလူကိုတက်ဖြတ်တဲ့ဖြစ်စဉ်တွေကတော့ဒီတစ်ချိန်တည်းမက2026မတ်လ10ရက်နေ့မှာလဲအမ်းမြို့နယ်ဒလက်ချောင်းကစစ်တုံးမှန်အချင်းစခန်းကိုဖက်စစ်တပ်ကဘုံကျဲပြီးတော့ကိုလူကိုတက်ခဲ့တာကြောင့်စစ်တုံးမှန်116ဦးသေဆုံးခဲ့ပြီး32ဦးဒဏ်ရာရရှိထားပါတယ်ဖက်စစ်တပ်ဟာကိုလည်းသစ္စာမရှိဘူးကိုရဲဘော်ရဲဘက်အပေါ်မှာလည်းသစ္စာမရှိဘူးအာနာအကျိုးစီးပွားအတွက်သာရှင်သန်နေကြတဲ့သူတွေဖြစ်တယ်ဆိုတာဒီဖြစ်ရတွေကတတ်သိပြလို့နေပါတယ်ဆိုတော့ဒီကနေ့ဒီအချိန်မှာစစ်သတင်းတွေနဲ့အတူမြန်မာပြည်မှာဘယ်နေရာတွေတိုက်ပွဲဖြစ်နေလဲအဲ့ဒီတိုက်ပွဲတွေဘာကြောင့်ဖြစ်တာလဲဆိုတာလေအချင်းပြောပြခြင်းဘာကြောင့်လဲဆိုတော့စစ်လော်ဘီတတိုက်ဟိုဒီနေ့ကအဖမ်းခံရပြီးနဗန်ချင်းခံရတဲ့လေတံပြောင်းသွားတယ်ကြော်မျိုးမင်းပြောတဲ့ထဲမှာစကားလေးတစ်ခုပါလို့ကျွန်တော်ဒါလေးသတိရလို့ပြောချင်တာဘာလို့ဒီဒေါ်လန်ထိုးစစ်တွေဖြစ်နေတာလဲဘယ်နေရာတွေမှာဖြစ်နေတာလဲညာပြည်ရဲ့3ပုံ2ပုံဒေတာလုံးဝမအေးချမ်းပါဘူးကျန်တဲ့တပုံစစ်တပ်ထိန်းချုပ်ထားပါတယ်ဆိုနိုင်တဲ့ရန်ကုန်မန္တလေးနေပြည်တော်ပသိမ်မြို့ပြဒေတာဟာလဲနေ့စဉ်လူရဲမှုခိုးမှုနဲ့ပေါ်တာဆွဲဓမြတိုက်လူကုန်ကူးမှုတွေဖြစ်နေပါတယ်အဲ့ဒီနှစ်ခုလေးကိုခဏဘေးမှာချပြီးတော့လက်ရှိမြန်မာနိုင်ငံတိုင်းနယ်ပြည်နယ်14ခုမှာကြည့်အောင်ရခိုင်ကမ်းရိုးတန်းဒေသစာမယ်တနင်္သာရီအောက်ကနေကရင်ပြည်နယ်အောက်ကနေတက်လာပြီအလဲဝင်မဲ့ပဲကိုနေပြီးတော့ပတ်လေရေးတာရှိတောင်မူထက်တက်မယ်ပဲကိုတရားဝတီထိဟုတ်တယ်နော်ညင်းမလားအဲ့ကနေနည်းနည်းလေးကွင်းသွားလိုက်မယ်ချင်းပြည်နယ်ကချင်ပြည်နယ်နည်းနည်းပြန်ကွေ့ရှင်းမယ်အေယာဝတီတိုင်းရခိုင်အဆက်မကွေးစကိုင်းမြန်မာပြည်မြေပုံကိုမျက်စိထဲမှာမြင်ကြည့်လိုက်ရင်စစ်ပွဲလုံးဝမပြစ်ဖာဘူးဆိုတဲ့ဒေတာဟာရန်ကုန်မန္တလေးမြို့ပြနေပြည်တော်မြို့ပြကွက်လေးပဲရှိတယ်ဆိုတာခင်ဗျားတို့မြင်ရလိမ့်မယ်အလေဦးချောင်းလေးပဲရှိတော့ဆိုတာခင်ဗျားတို့သတိထားစေချင်တယ်လောက်ကြံဖန်တီးပြီးတော့ပြောနေတာမဟုတ်ဘူးမြင်အောင်ကြည့်ပါတနင်္သာရီတကြောလုံးကောကရင်ပြည်နယ်ကောရခိုင်ကမ်းရိုးနဲ့တကြောလုံးကောချင်းပြည်နယ်ကောရခိုင်ပြည်နယ်ကောမွန်ပြည်နယ်ကောဆိုတော့ဒီလိုတိုက်ပွဲတွေဖြစ်နေတာရဲ့အကြောင်းရင်းဟာစစ်အာဏာရှင်စနစ်ကိုပြိုချဖို့ဖြစ်ပါတယ်စစ်အာဏာရှင်စနစ်ဆိုတာတဲ့ကျွန်တော်မျိုးမပြောတော့လေပြန်သတိရလို့ပါခင်ဗျားတို့တေချာမှတ်ပြီးအဲ့စကားလေးကိုပြန်ပြီးသူများတွေကိုပြောပြစေချင်ပါတယ်စစ်အာဏာရှင်စနစ်ဆိုတာဟိုအရှိကလူကြီးတွေကဂျင်းထည့်ခဲ့တယ်တဲ့တိုင်းသားလူငယ်တွေအစင်းစင်းကိုပြောပြီးတိုင်းပြည်အမငိမ့်ချမ်းတော့ဘူးပေါ့စစ်တွေဖြစ်နေရတာပေါ့စစ်အာဏာရှင်စနစ်ဆိုတာဘာမှလည်းအထိပ္ပယ်မရှိဘူးဒါဘာလဲဖန်စစ်အာဏာရှင်စနစ်ဆိုတာတိတ်ဝဝေးသွားချိစရာမလိုပါဘူးလက်ရှိခေါင်းမောကြည့်လိုက်ပါခင်ဗျားတို့ရဲ့မီးတွေ
လက်စစ်မီးတွေလာနေသလားရေပေါ်တာခလုတ်ဖွင့်လိုက်ပါရေတက်ပါသလားဖုန်းအင်တာနက်ဖွင့်လိုက်ပါအင်တာနက်လိုင်းကောင်းကောင်းနဲ့လွတ်လပ်စွာ Facebook မှာဝေဖန်ပြောဆိုခွင့်ရပါသလားနောက်တစ်ဆင့်တက်ပြီးဆွဲချင်းနှောင်းလေးနဲ့ဈေးသွားလိုက်ပါကြက်ဥပြုတ်တော့နတ်မမှန်စားနေရတဲ့ညီမလူမျိုးတွေရန်ကုန်မှာအများကြီးပဲရန်ကုန်မှာတော့ရန်ကုန်မှာလိုင်သာနဲ့စင်ကြေဘုံတစ်ခွင်မှာကြက်ဥပြုတ်နဲ့မမခေါင်ဆွဲတုံးနဲ့ထမင်းတနက်ပြီးခဲ့တဲ့လူအများကြီးဖြစ်နေပြီဒါစီရနာချင်းစနေပဲအဲ့ဒါနောက်တစ်ဆင့်ထပ်ပြီးတော့ချက်ပြောမယ်လက်ရှိတိုင်းပြည်ရဲ့အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးဆိုတဲ့မာတိုင်သုံးခုရှိတယ်အုပ်ချုပ်ရေးဆိုတဲ့နေရာမှာထွေအုပ်ရက်ကွက်အုပ်ချုပ်ရေးမှုကစစ်တပ်နဲ့ပတ်သက်ဆက်ချက်တဲ့ကောင်တွေကြီးပဲအုပ်ချုပ်ရေးတရားစီရင်ရေးတရားသူကြီးချုပ်စစ်တပ်ကဗိုလ်ချုပ်ဟောင်းတွေခံတာဥပဒေပြုရေးကြံ့ခိုင်ရေးစစ်ပြေးစစ်ကြံစစ်ပြန်စစ်ပြုတ်တွေနဲ့ဖွဲ့ထားတဲ့ကြံ့ခိုင်ရေးနဲ့စစ်သားအစိတ်သားအမှန်မတရားလုပ်ပြီးတော့အာဏာရယူတယ်တစ်ဖက်မှာအရေးပေါ်အခြေအနေလုံခြုံရေးအရာအရေးပေါ်အခြေအနေမျိုးပေါင်း60ကျော်ကြီးညာပြီးတော့တနိုင်ငံလုံးစစ်တိုက်နေရတယ်ဒါကမြင်တာလားစီးပွားရေးကိုရောဗမာပြည်ရဲ့လုပ်ငန်းဆောင်တာတွေအကုန်လုံးကိုရောပညာရေးကိုရောကျန်းမာရေးကိုရောစီးပွားရေးမှန်သမျှစစ်တပ်ဗိုလ်ချုပ်ဗိုလ်မှူးသားသမီးတွေနဲ့ပတ်သက်ဆက်ချက်သူတွေကချုပ်ခံပြီးခင်ဗျားတို့ကြောက်တက်လို့ဘွဲရလဲအဲ့ဒီကုမ္ပဏီတွေမှာစရေးလို့ကျွန်ခံရုံကလွယ်အခြားဒီနိုင်ငံမှာဘာမှမရှိဘူးစစ်အာဏာရှင်စနစ်ကြီးဆိုတာကစစ်အာဏာရှင်ဆိုတာတန်ရောင်လိုက်ပြီးသွေးထိုးလှုံ့ဆော်တဲ့စကားလုံးမဟုတ်စစ်အာဏာရှင်စနစ်ကိုကြည်ကျင်ရင်သိကျင်ရင်ဖုန်းအင်တာနက်ဖွင့်လိုက်ရင်သိပါတယ်ခေါင်းပေါ်မောကြည့်လိုက်ရင်မီးလုံးတွေမီးချောင်းတွေကြည့်လိုက်ရင်သိပါတယ်ရေမော်တာခလုတ်ကိုဖွင့်လိုက်ရင်စစ်အာဏာရှင်စနစ်ကိုတွေ့နိုင်ပါတယ်ကော်ဖီမစ်တစ်ထုပ်ဝယ်တောက်ရင်စစ်အာဏာရှင်စနစ်ကိုတွေ့နိုင်ပါတယ်လွန်ခဲ့သော9နှစ်ကကော်ဖီမစ်တစ်ထုပ်ဘယ်လောက်လဲအခုဘယ်လောက်လဲစစ်အာဏာရှင်စနစ်ကိုမြင်နိုင်ပါတယ်တွေးတိုးလုံးစော်တာတွေပုံကြီးချဲ့တာတွေတခုမှမရှိဘူးအစစ်အမှန်စစ်အာဏာရှင်စနစ်အောက်မှာမတို့တိုင်းပြည်စုပ်ပြတ်သက်ပြီးပြားနေပြီဒါကြောင့်မို့ဒီတော်လှန်ရေးစစ်ပွဲတွေဒီတော်လှန်ရေးတိုက်ပွဲတွေဆင်နွှဲတာစစ်တိုက်ချင်တော့မဟုတ်တတိုင်းပြည်လုံးကလူပေါင်းတန်းတဲ့ကြီးကစစ်အာဏာသိမ်းတော့လက်မခံဘူးလို့ဆန္ဒထုတ်ဖော်ပြသပြီးတော့အရေးဆိုခဲ့တုန်းကတနက်နဲ့ပြစ်ခဲ့ချတဲ့လူရုပ်မှာဖတ်စစ်တပ်ကိုဓာတာချင်းလှန်ခြင်းပြန်လဲတုတ်ပြန်ဖို့နီးလန်းကလွဲရင်တခြားဘာမှမရှိတော့လို့ဒီတိုက်ပွဲတွေဒီစစ်ပွဲတွေကိုပြည်သူတရလုံးနဲ့အတူမျိုးဆက်အသီးသီးကဆင်နွှဲနေကြတာဖြစ်တယ်ဆိုတာကိုကျော်မျိုးမင်းကိုသွားပြောပြလိုက်ပါနော်ဆိုတော့အဲ့ဒီမှာဒီစစ်အာဏာရှင်စနစ်ကြီးဟာစာအုပ်ထဲတွေ AI တွေမေးစရာမလိုဘူးခင်ဗျားတို့အင်တာနက်ဖွင့်လိုက်ရင်တွေ့ပါလိမ့်မယ် Facebook မှာစာတစ်ကြောင်းရေးကြည့်လိုက်မင်းအွန်လိုင်းဆိုတဲ့စာတစ်ကြောင်းရေးကြည့်လိုက်မင်းအွန်လိုင်းမအားလားလို့တစ်ကြောင်းရေးကြည့်လိုက်မနှက်ပြန်လာဖမ်းသွားလိမ့်မယ်မီးပြတ်နေတယ်ကွာ EBC တွေဘာလုပ်နေလဲမေးကြည့်လိုက်မနှက်ပြန်လာဖမ်းသွားလိမ့်မယ်ရှင်းလားအခုခင်ဗျားတို့စီတွေတိုးနေရတယ်စံတွေတိုးနေရတယ်လူတယောက်ကိုစီ90သားစီတပိတ်သားစီရေတန်ဘူးတပူးရဖို့ဘယ်လိုတွေဒုက္ခခံနေရလဲအဲ့ဒါဆရာနာကြီးစနစ်ပဲအဲ့တော့အဲ့ဒီဆရာနာကြီးစနစ်ကိုတော်လှန်နေကြတာဟာတရားပါတယ်ဒါပေမဲ့စစ်တပ်နဲ့ပတ်သက်ဆက်ဆက်ပြီးစစ်တပ်ရဲ့အကျိုးအရင်းလေးကိုက်နေရတဲ့ကောင်တွေကတော့ဒီလိုလိုကိုမျိုးစုံလဲပြားမှာပေါ့တော်လိုင်းတက်တွေကသွေးခွဲနေပြီအချင်းချင်းဟိုမှာတက်နေကြပြီဖြတ်နေကြပြီဖြစ်မှာပဲလူပဲပြဿနာရှိမှာပဲစစ်တပ်တွေမအောင်မရှိဘူးလားငါတို့တော်လိုင်းတက်တွေဟုတ်တယ်အချင်းချင်းပြစ်တယ်ပါလာဖားနဲ့ PDF နဲ့ပြစ်တယ်ကွာဘာဖြစ်လဲဖြစ်တာကိုဖြစ်တဲ့အကြောင်းဒေရဝင်တိုင်းပြည်နဲ့လူလူကိုတင်ပြရဲရမယ်မင်းတို့အကြမ်းဖက်ဖက်စစ်တက်လို့ယောက်ျားကရှည်တန်းသွားအနောက်ကမိန်းမကဖြာထွက်ခံရတဲ့အခြေအနေတော့မဟုတ်ဘူးရှင်းလားယောက်ျားကရှည်တန်းသွားအနောက်မှာတရင်မှုနဲ့ဘုံမှုနဲ့ဘိုးကြီးနဲ့ဖောက်ပြန်ဖင်ကုန်းနေတဲ့
စစ်မျိုးဆက်မဟုတ်ဘူးအဲ့ဒီအကြောင်းတွေမင်းတို့တင်ပြရဲလားပြောရဲလားငါတို့ကပြောတယ်မှားတာပဲစစ်တပ်လှုပ် NUG လှုပ်ဘယ်ကောင်လှုပ်မှားတာပဲမှန်တာပဲစံနှုန်းကျင့်ဝတ်ဟာဤကဲ့သို့ဖြစ်ပါတယ်လို့အခုစစ်မှုထမ်းပေါ်တာဆွဲတဲ့အင်အားသိန်းနဲ့ချီအဲ့ဒီစရင်တရားဝင်ထုတ်ပြန်ရဲလားမထုတ်ပြန်ရဲပါဘူးပေတာလေကလိန်ကချစ်နဲ့တိုင်းပြည်ကိုရှုံမာနေတဲ့အကြောင်းတွေကိုတတိရှိပြောရဲတယ်ဆိုရင်အကယ်၍မပြောရဲခဲ့ရင်လည်းမပြောရဲဝန်ခံဖို့လိုတယ်မလိန်တပတ်ကလိန်ကချစ်မလုံးနဲ့စစ်အာဏာရှင်ဟာဝေးလန်မှာမဟုတ်ဘူးခင်ဗျားတို့အိမ်ခန်းထဲမှာပဲမိဖို့ကြောင်ထဲမှာပဲခင်ဗျားတို့လက်စစ်မီးခလုံးမှာပဲရေမော်တာမှာပဲရှိတယ်လို့ရောက်ကြော်မျိုးမင်းကိုဒီနေရာကပြောလိုက်ချင်ပါတယ်အဲ့ဒါအခြေချပြီးပြောရမယ်ဆိုရင်တညလုံး24နာရီလောက်ကြာသွားလိမ့်မယ်ဆိုတော့ဒီစစ်အာဏာရှင်စနစ်ကိုတော်လှန်နေတဲ့နေရာမှာယူကရိန်းသမ္မတလူရှင်တော်ကနေသမ္မတဖြစ်လာတဲ့လက်ရှိတိုင်းပြည်အကြက်တဲကြီးကိုဥဆောင်နေတဲ့ကမ္ဘာအင်အားအကြီးဆုံးသောစူပါပါဝါရုရှားကိုစစ်အနိုင်တိုက်နေတဲ့ဇာလန်စကီစကားလေးကျွန်တော်ညှက်ပြောပါပြောပြချင်ပါတယ်သူပြည်သူတွေကိုတွေ့တဲ့အချိန်အခမ်းအနားတစ်ခုမှာပေါ့ပြည်သူလူကြီးခင်ဗျာတဲ့ကျွန်တော်ကိုမလေးစားပါနဲ့တဲ့ကျွန်တော်ဓာတ်ပုံတွေကိုခင်ဗျားတို့ဧကန်မှာမချိတ်ပါနဲ့ကျွန်တော်ဟာတိုင်းပြည်ရဲ့တာဝန်ကိုယူရတဲ့ခင်ဗျားတို့ရဲ့အစီအကံဖြစ်ပါတယ်ခင်ဗျားတို့ကိုကာကွယ်ရမယ့်တာဝန်ကျွန်တော်မှာရှိပါတယ်ကျွန်တော်နိုင်ငံကိုကာကွယ်ရမယ့်တာဝန်ကျွန်တော်မှာရှိပါတယ်ကျွန်တော်တာဝန်ကိုကျွန်တော်လုပ်နေတာဖြစ်တဲ့အတွက်ထွေထွေထူးထူးကျွန်တော်ဟာလူထူးဆန်းကြီးမဟုတ်ပါဘူးအဲ့ဒီဓာတ်ပုံတွေဧကန်တွေကျောင်းနေရန်တွေမှာဓာတ်ပုံတွေချိတ်ချင်နေဆိုရင်ခင်ဗျားတို့သားသမီးရဲ့ပုံတွေချိတ်ပါတဲ့ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့တခုခုစဉ်းစားလိုက်တိုင်းမှာဒီကလေးတွေရဲ့ဓာတ်ပုံကိုကြည့်ပြီးသူတို့ရဲ့အနာဂတ်ကိုထည့်သွင်းစဉ်းစားဆုံးဖြတ်ပါတဲ့ဇာလန်စကီပြောတဲ့စကားကော့ကိုတွေးကြည့်ခင်ဗျားတို့လုံးသမျှကင်သမျှတွေအကုန်လုံးစဉ်းစားဆုံးဖြတ်တော့မယ်ဆိုရင်အဲ့ဒီကလေးတွေဓာတ်ပုံကြည့်ပြီးအဲ့ဒီအနာဂတ်အဲ့ကလေးတွေအနာဂတ်ကိုစဉ်းစားတွေးတော်ပြီးဆုံးဖြတ်လောက်ကင်ပါတဲ့ဒီကနေ့ဆိုရင်ယူကရိန်းဟာကမ္ဘာအင်အားကြီးဆုံးနိုင်ငံရုရှားကိုစစ်အနိုင်တိုက်နေပြီဗျအဲ့ဒါမှန်ကန်တဲ့ခေါင်းဆောင်မှုနဲ့ရိုးရှင်းတဲ့တာဝန်ခံမှုဒါပါပဲတိတ်ရှိဝေးမဟုတ်ပါဘူးတိုင်းပြည်ပြည်ရှိစိတ်လည်းပါတာပေါ့အပတ်တကုတ်စူးစားပြီးဇွဲမလျှော့တဲ့၄နှစ်ကျော်ဒီတိုက်ပွဲ9နှစ်နီးပါးရောက်လာပြီရုရှားရဲ့မော်စကိုမြို့တွေကိုဒရုန်းမိုးတွေရွာနိုင်နေပြီဗျနော်ဒီအခြေအနေအောက်မှာစစ်အာဏာရှင်စနစ်ရဲ့နောက်ထပ်ပြောက်ကွက်တစ်ခုကတော့ဒီကနေ့မိခင်တွေမျက်ရည်တွေကျနေရတယ်ဇနီးတွေမျက်ရည်တွေကျနေရတယ်အဖိုးအဖွားတွေမျက်ရည်တွေကျနေရတယ်သူတို့ရဲ့သားသမီးတွေလူပြောက်ရှာပုံတော်ကြီးဖြစ်လုပ်နေရတယ်ပျောက်သွားပြီလူကုန်ကူးခံရတယ်စစ်တပ်တဲ့ထဲခံရတယ်သူတို့ရဲ့လင်သားတွေရောင်းစားခံရလို့စစ်မှုထမ်းရောက်သွားကြတယ်တတ်သိပြချက်တွေကျွန်တော်ပြပါမယ်ရောက်ဒီမှာကြည့်သူတို့ရဲ့မောင်တွေတူတွေမိခင်တွေရဲ့မျက်ရည်တွေဇနီးတွေရဲ့မျက်ရည်တွေအမတွေရဲ့မျက်ရည်တွေအမေတွေရဲ့မျက်ရည်တွေအဖွားတွေရဲ့မျက်ရည်တွေနဲ့အမိညီမနိုင်ငံတော်ဟာကြိမ်မီအုံးကဲ့သို့ပူလောင်နေတာမှအာနာရှင်စစ်အာနာရှင်စနစ်မဟုတ်ရင်ဖင်နဲ့အချောင်းလိုက်တဲ့ဝင်မှာစစ်အာနာရှင်စနစ်လို့ခေါ်မလားလို့စစ်လော်ဘီတိုက်ကိုကျွန်တော်မေးကြည့်ကျင်တာပါဒီနေ့ဆိုရင်မြဝတီမှာအမလေးရက်ကွက်မှာလူ10ယောက်ပေါ့တင်ဝင်ဆွဲပါတယ်အသက်16နှစ်နဲ့အထက်ရှိတဲ့လူငယ်အိမ်ရှိမှာဂေတာဒီတရှင်းစုံနေတာစစ်တပ်ကဖော့ကအပြည့်စုံတယ်တနက်နဲ့ချိန်ပြီးစစ်မှုထမ်းမှုခေါ်ဆောင်သွားပါတယ်စစ်တပ်ကလူငယ်တွေကိုဖမ်းဆီးချိန်မှာမိဘတွေနဲ့အပြန်အလှန်ဆွဲလာရန်လာဖြစ်တယ်တနက်နဲ့ချိန်ပြီး16နှစ်ပြည့်လို့စစ်မှုထမ်းမှုလာခေါ်တာကဲမြဝတီကသူတွေကိုနဲ့မဆိုင်ဘူးဆိုတော့မြဝတီမျိုးထဲမှာရှိတဲ့တချို့သူတွေအတွက်ခင်ဗျားတို့သားသမီးတွေစစ်တပ်လည်းဝင်ဖို့အစင်သစ်ပြင်တာပါကိုနဲ့ဆိုင်တဲ့လူတွေကတော့အစင်သစ်ပြင်ဆင်ပြီးတော့တင်းရှောင်ထွက်ခွာပြင်ဆင်တာတို့အတွက်ဘေးမသိတာကိုကျွန်တော်တို့တွေ့ရပါတယ်မှတ်မိလားကျွန်တော်လွန်ခဲ့သောတစ်နှစ်ကျော်လောက်ကဖြစ်မယ်ထင်တယ်ရန်ကုန်နဲ့ပေါ်တာဆိုတဲ့ဗီဒီယိုကလစ်တစ်ခုကျွန်တော်ပြောခဲ့ပူပါတယ်ကျွန်တော်ဗီဒီယိုအောက်မှာရှိပါတယ်
အဲ့ဒီအချိန်မှာစစ်တပ်ဟာစစ်မှုထမ်းဥပဒေအသက်သွင်းပြီးတော့ပေါ်တာတွေဆွဲနေပြီးတော့လို့ကျွန်တော်စပြောခဲ့တယ်အဲ့ဒီအချိန်တွေကတတိရှိရှိပြင်ဆင်ပြီးတော့တချို့လူငယ်တွေ PDF တဲ့တချို့လူငယ်တွေဒီပတနိုင်ငံတချို့လူငယ်တွေနာမည်ဖြောက်တကောင်စင်းတွေကဖျောက်ပြီးစနစ်ကျပြင်ဆင်မှုကြောင့်လုတ်ကင်းခဲ့တာတွေရှိတယ်လို့ဒီလိုပြင်ဆင်မှုမရှိပဲဂိမ်းစော့မယ်ပေါ့စားနေမယ်ရှိုးပွဲတွေမှာအော်ဟစ်မယ်ဆိုတော့လူငယ်တွေကတော့စစ်တပ်ရဲ့အစရိခံဘဝကိုရောက်သွားတာကိုတွေ့ရပါတယ်ဒါပေမဲ့လည်းအဲ့ဒီထဲမှာမှလူငယ်တွေဟာမတရားမှုကိုမခံဘူးဆိုတဲ့ဂုဏ်သိက္ခာကိုမလျှော့ပဲစစ်တပ်အရာရှိတွေကိုပြစ်တက်ပြီးဒီကနေ့တော်လိုင်းရေးတပ်တွေစီထွက်ခွာနေတာတွေလည်းရှိပါတယ်စစ်အာဏာရှင်စနစ်ကိုမြင်ကြပြီလားမိကုန်းအနေနဲ့လာအိုကိုမင်းအောင်လိုင်းသွားပါတယ်လာအိုသွားတဲ့တဲ့နောက်ဆုံးထွက်ပေါ်လာတာကအဲ့ဒီလာအိုနိုင်ငံကသူ့ကိုဖိတ်ကြားဖို့အတွက်အမေရိကန်ဒေါ်လာ2 သန်းနဲ့လာအိုသမ္မတရဲ့အတွင်းမှုကိုလက်ထိုးပြီးဖိတ်စာရယူခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်တန်တမာတိုင်ဝမ်ရဲ့ပြောဆိုချက်အရစစ်ကောင်းဆောင်မင်းအောင်လိုင်းဟာတဲ့နိုင်ငံတကာမှာတရားဝင်မှုရဖို့အတွက်အပြင်းထန်စ조사နေပါတယ်တဲ့စ조사တဲ့နေရာမှာလက်ရှိလာအိုနိုင်ငံသွားမယ်ကိစ္စသွားရတဲ့ကိစ္စဆိုရင်လာအိုသမ္မတကသူ့ကိုဖိတ်ကြားလွှာရောက်ရန်လာအိုသမ္မတရဲ့ကိုရေးအရာရှိလို့တပ်ဆိုင်ရာပုံကိုယ်တွေကိုငွေကြေးတစိုးလက်ဆောင်ပေးပြီးစ조사ခဲ့ရတယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်ဒါပြင်တရုတ်နိုင်ငံကိုသွားတယ်ဘာသွားလောက်တာလဲလာအိုအခုသွားတယ်ဘာသွားလောက်တာလဲကျွန်တော်တို့တိုင်းပြည်ထဲမှာရှိတဲ့တယံဇာတာတွေအကုန်ထိုးအပ်ဖို့နဲ့သူ့မိသားစုနဲ့စစ်ကောင်းဆောင်တစုအာဏာအကျိုးစီးပွားတဲ့အသက်ဆက်ရေးသွားလောက်တာဖြစ်ပါတယ်ဗျာအရန်ရှင်နာဖို့ကောင်းတဲ့အခြေအနေပါအိန္ဒိယနိုင်ငံကိုသွားတာဘာသွားလောက်တာလဲတိုင်းပြည်ရဲ့တယံဇာတာတွေကလဒန်စီကံကိန်းတွေဒါတွေကိုသွားပြီးအပေးယူလုပ်ပြီးသူ့မိသားစုနဲ့စစ်အာဏာရှင်တစုအာဏာတည်မြဲနေအသက်ရှင်ရက်တည်ရေးအတွက်သွားတာဖြစ်ပါတယ်တရုတ်ကိုသွားတယ်အခုမြစ်စုံလုံးမယ်ဒါတွေဟာတိတ်ရှင်နာစရာကောင်းတဲ့အမိမြန်မာနိုင်ငံတော်ရဲ့ကြာဆုံးခန်းတွေကိုကျွန်တော်ထိုင်ပြောနေရတယ်လို့ပါပဲဒီအခြေအနေတွေကိုလွန်မြောက်ဖို့ကဒီကနေ့ဖြစ်နေတဲ့တော်လန်ထိုးစစ်တွေနဲ့ဒီကနေ့ဖြစ်ပေါ်နေတဲ့လူတို့ရဲ့ဒေါသအရှိန်မြင့်လာတဲ့တနေ့လူတို့ကပေါက်ကွဲလက်နက်ကင်တော်လန်ကြီးနဲ့ပေါင်းဆက်ဒီနေ့ကိုရောက်မှဒီတော်လန်ကြီးအောင်ဝဲကိုရှာမယ်အောင်ဝဲကိုရှာမယ်လက်နက်ကင်ထားတဲ့လူတွေကြီးပဲအားကိုးပြန်ရင်လဲလက်ထဲတနက်ရောက်ရင်ဂျိုကြွတယ်လူငနွားတွေကရှိတယ်ဗျတကယ်ကိုတော်လန်လူစိတ်နဲ့တနက်ကင်နဲ့ရဲဘော်တွေအများအပြားရှိတယ်လို့လက်ထဲတနက်ရောက်ရင်အာနာရှင်စိတ်ပေါက်တဲ့တချို့လူတွေအတွက်ပြည်သူလူထုကရှံထားရမယ်ထောက်ထားရမယ်ပြည်သူလူထုကထိန်းချောင်းထားရမယ်ဒါကြောင့်မို့လူထုတော်လှန်ရေးနဲ့လက်နက်ကင်တော်လှန်ရေးပေါင်းဆက်တဲ့အခြေအနေဟာတိတ်မကြတော့ပါဘူးခင်ဗျားတို့မနေ့ကပြောတဲ့ရန်ကုန်သားတွေတွေးအေးသွားပြီလားဆိုတော့ရန်ကုန်ကတချို့လူတွေကက်လန်အောင်ပြန်ရန်တွေးကြတယ်ကိုမြတ်ကျော်ကြီးရန်ကုန်ကအစင်သစ်မှာပဲချမယ်ပါယုံကြည်ပါတယ်ရန်ကုန်ကိုဝင်လာနိုင်ရင်မန္တလေးကိုဝင်လာနိုင်ရင်နေပြည်တော်ကိုဝင်လာနိုင်ရင်တနေ့တလန်ပကံပေမရွေ့ဆိုသလိုတော်လိုင်းတက်တွေတလန်းချင်းတရွေ့ချင်းကြိုးစားတိဆောက်တိုက်ပွဲဝင်နေတယ်လို့ခင်ဗျားတို့လူထုဘက်ကလည်းလူထုတော်လှန်ရေးတရက်ဖြစ်ပေါ်လာအောင်မြို့နယ်တွေရက်ွက်တွင်အသီးသီးမှာအချင်းချင်းချိတ်ဆက်ဆောင်ရွက်တာတွေသတင်းဖလှယ်တာတွေအသိပညာမျှဝေတာတွေကိုရက်ွက်ဆွန်းလောင်းသိန်းကစာကြည့်တိုက်ကလုံလို့ရတယ်ဆိုတော့လေအသိပေးရင်ရန်ကုန်သားတွေကိုမနေ့ကပြောတော့ကက်လန်အောင်ရန်တွေးတဲ့သူတော်လိုင်းတက်ဒီလာရင်ခမရတို့အိမ်ပေါ်မှာထမင်းတက်စားမယ်ဒါမှကျေးဇူးတင်ပါတယ်